အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ The Ball Talk ရဲ့ပရိသတ်များကိုပြန်လည်ကြိုဆိုအပ်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်မှာတော့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ Premier League ပွဲစဉ်တွေမလာခင်မှာကြားပြအနေနဲ့ Champions League 16သင်းအဆင့်ပွဲစဉ်တွေအကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ် Champions League ပွဲကျွန်တော်တို့ရှုံးထွက်အဆင့်16သင်းအဆင့်မှာကျွန်တော်တို့အင်္ဂလိပ်အသင်းတွေကကျွန်တော်တို့ Premier League အသင်းတွေက6သင်းတောင်ပါဝင်ပါတယ်ကျွန်တော်တို့16သင်းအဆင့်ဆိုတော့10ပွဲပေါ့နော်10ပွဲမှာကျွန်တော်တို့အင်္ဂလိပ်အသင်းက6သင်းဆိုတော့6ပွဲတိတိကပြောရမယ်ဆိုရင်အင်္ဂလိပ်အသင်းတွေနဲ့မကင်းလို့ဘူးလို့ပြောလို့ရပါတယ်အဲ့တော့ဒီပထမအကြော့အနေနဲ့ကျွန်တော်တို့ပထမရက်မှာမနေ့ကပထမရက်မှာကျွန်တော်တို့3ပွဲကန်ပါတယ်ဒီနေ့ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့3ပွဲကန်ပါတယ်အဲ့တော့စုစုပေါင်း6ပွဲမှာကျွန်တော်တို့ကန်အားလျော်စွာပဲဒီအင်္ဂလိပ်အသင်း6သင်းလုံးကနိုင်ပွဲတစ်ပွဲမှမရရှိခဲ့ပါဘူးပထမနေ့3ပွဲမှာကျွန်တော်တို့တပွဲတည်ကြပြီးတော့2ပွဲရှုံးနေခဲ့တယ်ဒုတိယနေ့မှာလည်းကျွန်တော်တို့တပွဲတည်ကြပြီး2ပွဲရှုံးနေခဲ့ပါတယ်အဲ့တော့ဒီ16သိန်းအဆင့်ရှုံးထွက်မှာကျွန်တော်တို့ဒီပေါ့နော်ပထမအကြော့မှာအင်္ဂလိပ်အသင်းတွေအသာမရခဲ့ဘူးလို့ယူဆရပါတယ်ယူဆလို့ရပါတယ်ပေါ့နော်အဲ့တော့ပထမဒီအခုလောလောလတ်လတ်ကန်သွားတဲ့ကျွန်တော်နိုင်ပိုင်းအတွင်းကကန်သွားတဲ့ပွဲတွေပေါ့နော်တကယ်ကိုပွဲကြီးပွဲကောင်းတွေပို့ပြီးတော့များပါတယ်အဓိကတော့ကျွန်တော်တို့ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ Real နဲ့ Man City နဲ့ကျွန်တော်တို့ Spain မှာကန်တဲ့ Real Madrid နဲ့ Man City နဲ့ပွဲနောက်တစ်ခါကျွန်တော်တို့ Champions League Champion PSG အသင်းနဲ့ကျွန်တော်တို့ကမ္ဘာ Champion Chelsea အသင်းတို့ရဲ့ကျွန်တော်တို့ဒါကမ္ဘာ Champion Final မကြေပွဲဒါပြင်သစ်မြေမှာကန်ပါတယ်နောက်တစ်ခါကျွန်တော်တို့ဒါChampion ဖြစ်ဖို့ရေပန်းစားနေတဲ့ကျွန်တော်တို့ Arsenal ရဲ့ကျွန်တော်တို့ပေါ့နော် Arsenal နဲ့ကျွန်တော်တို့ဒါLeverkusen ရဲ့ဂျာမနီမြေမှာကျွန်တော်တို့ကန်တဲ့ပွဲစုစုပေါင်း3ပွဲပေါ့နော်။နောက်ပထမနေ့မှာတော့ကျွန်တော်တစ်ခါလေးတင်ဆက်သွားမှာဖြစ်ပါတယ်။ပထမနေ့မှာလည်းကျွန်တော်တို့အစောဆုံးပွဲဖြစ်နေ Liverpool က Galatasaray နဲ့ Liverpool ရဲ့အောင်မြင်ဖြစ်တဲ့တူရကီမြေမှာကျွန်တော်တို့ကန်တဲ့ပွဲရှိပါတယ်။ပြီးတော့ကျွန်တော်တို့ Newcastle မှာကျွန်တော်တို့ Newcastle ကနာမည်ကြီးကျွန်တော်တို့ Barcelona ကိုအခမ်းပြီးတော့ကစားခဲ့တဲ့ပွဲရှိပါတယ်ပြီးတော့ကျွန်တော်တို့Tottenham Hotspur ကကျွန်တော်တို့ဒီ Atletico Madrid ကို Spain မြေမှာတွားရောက်ကစားခဲ့တဲ့ပွဲရှိပါတယ်အဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်လောလောလတ်လတ်ကန်သွားတဲ့3ပွဲမှာကျွန်တော်တို့ဒီ Real နဲ့ Man City ပွဲပေါ့နော်Real နဲ့ Man City ပွဲမှာကျွန်တော်တို့ဒီ Real အသင်းရဲ့ကျွန်တော်တို့အသင်းကောင်းဆောင် Valverde ကခြေစွမ်းပြပြီးတော့ hat-trick ကိုသွင်းပြီးတော့ဒီ3-0ဆိုတဲ့ရလဒ်နဲ့ဦးဆောင်နေပါတယ်အဲ့တော့ဒါ Man City Premier League ထိပ်သီးကလပ် Man City အနေနဲ့ဒုတိယအကြော့ Etihad ဝင်းမှာ comeback ပြန်လာနိုင်မှုတော့တော်တော်လေး challenge ဖြစ်သွားပြီလို့ပြောလို့ရပါတယ်Valverde ရဲ့ကျွန်တော်တို့ဒါပထမအဆုံးဒီ19မိနစ်မှာပဲဂိုးသမားတီကိုကော်တာနေပြီးတော့ဒီကန်တင်လိုက်တာကို Valverde ကဒီဂိုးသမားကို Man City ဂိုးသမားကိုခြေတလန့်လာနဲ့ကြော်ဖြတ်ပြီးတော့ပထမကိုသွင်းယူခဲ့တာဖြစ်ပါတယ်။ထပ်ပြီးတော့ဒါ26မိနစ်မှာပဲကော်ထရာနေပြီးတော့ပဲလက်နဲ့ပစ်ပေးတာကို Brahim Diaz က Vinicius Junior ရဲ့အတွဲဖက်ကနေပြီးတော့ဒီ Valverde ကိုချပေးတဲ့အလုံးကနေပြီးတော့ Valverde ကဘယ်ခြေနဲ့အနီးကအပြင်းကန်သွင်းပြီးတော့ဒုတိယကိုရရှိခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့42မိနစ်မှာပဲကော်ထရာနေပဲစတင်တဲ့တိုက်စစ်ကနေပြီးတော့Vinicius Junior ရဲ့ကျွန်တော်တို့ Adragula ရဲ့နောက်လူသစ်ကစားသမားလေး Pina နဲ့နောက် DS တို့တွဲလုံးကနေပြီးတော့ Valverde ကပဲကျွန်တော်တို့အနီးကကန်သွင်းပြီးတော့သူ့ရဲ့ကစားသမားဘဝမှာပထမအဆုံး hat-trick ကိုဒီပထမပိုင်း42မိနစ်မှာရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါပထမပိုင်းမှာနေ Real က Man City ကို3ဂိုးပြတ်နဲ့နိုင်နေတာဖြစ်ပါတယ်နောက်ဆက်လက်ပြီးတော့58မိနစ်မှာဒါပေါ့နော်ဂူလာကန်တင်Adragula နေပြီးတော့ကန်တင်ပေးလိုက်တာကို Vinicius Junior ဆွဲသွားတာကိုကျွန်တော်တို့ဒီ Man City ဂိုးသမားကျွန်တော်တို့ Donnarumma ကနေပြီးတော့ foul လုပ်တာကိုကျွန်တော်အနီးကpenalty ပြစ်ဒဏ်ပေးရပါတယ် penalty ပြစ်ဒဏ်ကိုVinicius Junior ကိုယ်တိုင်ကန်သွင်းပေမဲ့ကန်ချက်ကပျော့သွားတဲ့အတွက်ကြောင့်မလို့ Donnarumma က save လုပ်နိုင်ခဲ့ပါတယ်နောက်84မိနစ်မှာကျွန်တော်တို့ဒီခုနက Real ကဒီလူသစ်လေးပေါ့နော်ဒီလူငယ်ကစားသမားလေး Pina ရဲ့အမားကို
Man City ရဲ့လူငယ်ကစားသမား Orelli ကန်သွင်းတာကိုဒီကို Codra ကအန်အားတင်ပွဲ save လုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါပွဲပြီးမှာတော့ Real က Spain Bernabeu ကွင်းမှာကျွန်တော်တို့3ဂိုးကိုမရှိနဲ့အနိုင်ရရှိပြီးတော့ပထမကြော်မှာလုံးဝကို advantage ရရှိသွားတာဖြစ်ပါတယ်နောက်တစ်ပွဲကတော့ပို့ပြီးတော့တော့လူစိတ်ဝင်စားကြတယ်ပို့ပြီးတော့လည်းကြည်ကောင်းတယ်မြိုင်ဆိုင်နဲ့ကျွန်တော်တို့နှစ်ဖက်ပေါင်း9ဂိုးတီတီရှုမျက်တောင်မခတ်တန်းကြီးရှုခဲ့ရတဲ့ပွဲဖြစ်ပါတယ်ပွဲစ6မိနစ်မှာကလေးကကျွန်တော်တို့ PSG ကနေပြီးတော့ကျွန်တော်တို့ဘာကိုလာဒီဒမ်ဘီလီရဲ့ကန်တင်ပေးလိုက်တာဝင်းရနေကန်တင်ပေးလိုက်တာကိုကွင်းလေက John Navas ကပြန်ချပေးတာကနေပြီးတော့တွင်းယူသွားတာဖြစ်ပါတယ်ထပ်ပြီးတော့28မိနစ်မှာတော့ Chelsea ကညာလောက်ခံလူကဒီ Castro ပေါ့နော် Enzo Fernandez ချပေးတာကို Castro ကညာချမ်းကနေပြီးတော့ကန်သွင်းသွားတာကိုကိုယ်မှနည်းနည်းလေးလိုရတာပေါ့နော်အဲ့ကနေပြီးတော့ခြေပါကိုရရှိသွားပါတယ်နောက်38မိနစ်မှာတော့ဒါဥစမန်ဒမ်ဘီလီယာသူ့ရဲ့ဒါကမ္ဘာအကောင်းဆုံးဘောလုံးသမားဆိုတဲ့ဒီဂုံပုံးနဲ့ညီမျှအောင်တကူတော့အစွမ်းပြပြီးတော့ဒီကောင်တာကနေပြီးတော့ဥဆောင်ကိုတွင်းပါတယ်ချယ်ဆီကလည်းဒါပထမပိုင်းမှာ2-1နဲ့ရှုံးနေပေမဲ့ဒုတိယပိုင်းဆက်ချင်းဒီ7မိနစ်အတွင်းမှာပဲဒီဒိုရေးရဲ့အမှားနေပြီးတော့ PSG ရဲ့ဒိုရေးရဲ့အမှားနေပြီးတော့ပက်ဒရိုနေတိုဒီဘေတောင်မန်နေပြီးတော့ပေါ့နော်တကူတော့အစွမ်းနဲ့ကျွန်တော်တို့ဆွဲပြေးလာပြီးတော့ချပေးတာကို Enzo Fernandez ကအနီးကကန်သွင်းပြီးတော့ကျွန်တော်တို့ဒါပါပေါ့နော်ခြေပါကိုသွင်းတဲ့အတွက်ကြောင့်မလို့ပွဲကတော်တော်ကိုကြည့်ကောင်းပါတယ်ဒုတိယပိုင်းအစမှာနေ2ဂိုးနဲ့တည်ရကြနေပါတယ်နောက်ဒီလိုနဲ့ကစားလာရင်းနဲ့83မိနစ်နောက်ရောက်တဲ့အခါမှာဒီဂိုးသမား Chelsea ဂိုးသမားပေါ့နော် Jorgensen လူပေးမှားတာနေပြီးတော့တကယ် Vertinha တကယ်ကိုပညာသားပါနဲ့ဒါလည်းသူလည်းဒါကမ္ဘာအကောင်းဆုံး1 2 3စင်းရင်ဝင်ဆိုတဲ့ဂုံပုတ်နဲ့ညီမျှအောင်ကိုသမားကိုကြော်ပြီးတော့ chipping လေးလုပ်ပြီးတော့ဥဆောင်ကိုတွင်းယူလာပါကြော်ပြီးတွင်းယူခဲ့ရဖြစ်ပါတယ်နောက်တစ်ခုကတော့85မိနစ်မှာလူစားဝင်လာတဲ့ Grasveria ကနေပြီးတော့ကျွန်တော်တို့ area ထိပ်ကနေပြီးတော့သူ့ရဲ့ trademark ဖြစ်တဲ့ဒီ calf နဲ့ပေါ့နော်ကန်သွင်းတာကိုကိုသမားဘလို့မှ Chelsea ကိုသမားဘလို့မှမတက်နိုင်မင်းနဲ့ဒါ၄ဂိုးမြောက်ပေးလိုက်ရပါတော့ဒါကတော့ game changer ဖြစ်သွားတဲ့ကိုလို့ပြောလို့ရပါတယ်နောက်ပြီးတော့ stoppage time ကျွန်တော်တို့ဒီ injury time ပါပဲသူကပဲ Hakimi ရဲ့ညာချမ်းကနေပေါ့နော်လုံးဝ non stop ပြေးတက်လာတဲ့ဒီ passing ပေါ့နော်ဒါလည်း Hakimi ရဲ့ trademark လို့ပြောလို့ရတယ် attacking cross ကိုCarrasquilla နေပြီးတော့ပဲကျွန်တော်တို့ပိတ်သွင်းပြီးတော့9ဂိုးမြောက်ကိုတွင်းယူလိုက်ပါတယ်အဲ့တော့ဒါ9ဂိုး2ဂိုးဆိုတော့3ဂိုး difference ဆိုတော့ Chelsea အနေနဲ့ဒုတိယအကြော့ကျွန်တော်တို့ဒီ England မှာ London မှာ Stamford Bridge မှာပြန်ကန်တဲ့ခါကျရင်ကျွန်တော်တို့ဒီ3ဂိုးရှုံးနေတာကိုဘယ်လိုများ comeback လုပ်နိုင်မလဲကတော့စိတ်ဝင်စားစရာပါပဲပေါ့နော် Man City ရော Chelsea ရောကဒါဒုတိယအကြော့ကတော့ကျွန်တော်တို့ England မှာပြန်ကန်မှာဖြစ်ပါတယ်အဲ့တော့ -3 ဖြစ်နေတဲ့ကနေပြီးတော့ comeback ဘယ်လိုလာနိုင်မလဲဆိုတာတော့ဒါ Premier League ပြည်သက်တွေပြန်လည်ပြီးတော့ရင်ခုန်စိတ်လှုပ်ရှားရမှာဖြစ်ပါတယ်။နောက်ကျွန်တော်တို့ဒီနေ့ဒုတိယနေ့ပွဲမှာကျွန်တော်တို့ဒါပထမအစောပိုင်းကန်တာကတော့ဒါကျွန်တော်တို့ချန်ပီယံဖြစ်ဖို့ Premier League မှာချန်ပီယံဖြစ်ဖို့ရေပန်းစားနေတဲ့ကျွန်တော်တို့ Arsenal အသင်းပွဲဖြစ်ပါတယ်။ဒါ Leverkusen ရဲ့ဒီဂျာမနီမြေမှာပေါ့နော်။ကန်တဲ့ပွဲဖြစ်ပါတယ်။ပထမပိုင်းမှာတော့ဒါပွဲကအပြန်လန် chance တွေ half chance တွေ full chance တွေနှစ်ဖက်လုံးရကြတယ်။နောက်ဒုတိယပိုင်းမှာအစမှာဆိုလဲဒါ Leverkusen ရဲ့တချို့ full chance တွေကို Raya လက်စွမ်းပြပြီးတော့ save လုပ်ပါတယ်။နောက်ဒါပေမဲ့ဒုတိယပိုင်းစရုံပဲရှိပါသေးတယ်။ corner ကနေပြီးတော့ဒီ Leverkusen ရဲ့ corner ကနေပြီးတော့ပေါ့နော်ချပေးတဲ့အလုံးကိုကျွန်တော်တို့ captain Endrick ကနေပြီးတော့ခေါင်းတိုက်ပြီးတော့အနီးကခေါင်းတိုက်ပြီးတော့ဥဆောင်ကိုသွင်းလိုက်တာဖြစ်ပါတယ်ပထမဒါဥဆောင်ကိုသွင်းလိုက်တယ်ဒီလိုနဲ့ပဲပွဲကLeverkusen ကနေပြီးတော့ဥဆောင်တယ်ဒါပေမဲ့ပိုကောင်းတဲ့အသင်းကတော့ဒါ Arsenal ပါပဲဒါသူ့ရဲ့ trademark ဖြစ်တဲ့ဒီ attacking တွေဒီ win တွေကျွန်တော်တို့ဒါSaka ရဲ့ညာဘက် win ကျွန်တော် Martinelli ရဲ့ဘက် win နဲ့ Eze ရဲ့ဒါကျွန်တော်တို့ number 10 row ကနေပြီးတော့အဓိကသူတို့ဖောက်တယ်နောက် Victor Gyokeres ကလည်းရှေ့တန်းမှာပါပေါ့နော်ဒါတို့နဲ့ဒီ Martinelli နဲ့တွဲပြီးတော့ဒါတိုက်စစ်ဆင်တာတွေရှိပါတယ်အဲ့လိုနဲ့ပွဲကပြီးတော့မယ်လို့ထင်နေတဲ့အချိန်မှာကျွန်တော်တို့85မိနစ်ရောက်တဲ့အခါမှာ
ဒီလူစားဝင်လာတဲ့မာဒူရီကီကိုကျွန်တော်တို့ဒါလီဗာပူးဆင် left back ကနောက်ခံလူက foul လုပ်လိုက်တာကိုကျွန်တော်တို့တကယ်တော့အဲ့ foul ကနည်းနည်းလေးတော့ soft foul ပေါ့နော်ပေးလိုက်ရတယ်မပေးလိုက်ရတယ်ဆိုတော့အမျိုးမှာကျွန်တော်တို့ဒိုင်ကတော့ဒါဟို foul ဟို penalty ပေးလိုက်တာကိုကျွန်တော်တို့ Kai Havertz လူစားဝင်လာတဲ့မာဒူရီကီကြောင့်ရတဲ့ penalty ကိုလူစားဝင်လာတဲ့ Havertz ကနေပြီးတော့သူ့ရဲ့အသင်းဟောင်းဒီ Liverpool ဆင်ဘက်ကိုခုနတကယ်တော့ဟို Real နဲ့ပွဲမှာ Vinicius Junior တွင်းတဲ့ပုံစံမျိုးလေးပဲဒါပေမဲ့ဟိုဘက်ဒါကတော့သူ့ရဲ့ဘယ်ဘက်ထောင်ပေါ့နော် Vinicius ကတော့ညာဘက်ထောင်ကိုကန်သွင်းသွားတာဖြစ်ပါတယ်ဟိုကန်သွင်းပေမဲ့ Vinicius ကတော့လွဲသွားတယ်Havertz ကတော့ကိုရရှိခဲ့တယ်ပေါ့နော်ခြေပါကိုအဖိုးတန်ခြေပါကိုရရှိခဲ့တဲ့အတွက်ကြောင့်မလို့ဒုတိယအကြော့မှာကျွန်တော် Emirates မှာကန်တဲ့ခါကျရင်တော့ဒါအာဆင်နယ်အသင်းကတော့ဟိုအင်္ဂလန်အသင်းတွေထဲမှာဒါအခြေအနေအကောင်းဆုံးလို့ပြောလို့ရပါတယ်ဟုတ်Havertz ကတော့ဒါသူ့အသင်းဟောင်းကိုပြန်လဲကိုသွင်းနိုင်တဲ့အတွက်ကြောင့်မလို့အောင်ပွဲခံခြင်းတော့မရှိခဲ့ပါဘူးအဲ့တော့ဒါဟိုဒုတိယနေ့ပွဲစဉ်၃ပွဲမှာအာဆင်နယ်အသင်းကတည်ရရှိခဲ့ပြီးတော့ကျွန်တော်တို့ Chelsea နဲ့ Man City ကတော့ဟို -3 ပေါ့နော်ရှုပ်၃ဂိုးပြတ်ရှုံးနေနေရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။နောက်ဆက်လက်ပြီးတော့ကျွန်တော်ပထမနေ့ကကျွန်တော်တို့၃ပွဲအင်္ဂလန် Premier League အသင်း၃သင်းရဲ့ပွဲတွေကိုလည်းဆက်လက်ပြီးတော့ကျွန်တော်အချင်းချင်းပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဟိုNewcastle ကကျွန်တော်တို့ Barcelona ဟိုကျွန်တော်တို့အိမ်ကွင်း St James Park မှာဒါလောလောလတ်လတ် Manchester United ကိုအနိုင်ကန်ထားတဲ့ကျွန်တော်တို့ဒီ St James Park မှာ Barcelona ကိုအခမ်းပြီးကစားခဲ့တာဖြစ်ပါတယ်ဒီပထမနေ့ပွဲစဉ်၃ပွဲမှာလည်း Newcastle ကကျွန်တော်တို့ဒါဟိုအင်္ဂလန်သင်း၃သင်းထဲမှာအကောင်းဆုံးလို့ပြောလို့ရတယ်ပါတယ်ဒါ Barcelona ရှေ့တန်းကကျွန်တော်တို့သူတို့ရဲ့တကယ်အကောင်းဆုံး၃ယောက်လို့ပြောလို့ရတယ် Yamal ရယ် Lewandowski ရယ် Rafinha ရယ်၃ယောက်ပေါ့နော်နံပါတ်9 10 11 3ယောက်နဲ့ပွဲထက်လာပေမဲ့ဘာမှရေရာမလုပ်ပြနိုင်ဘူးပေါ့နော်။ Newcastle ကပဲဟိုတတိုင်းတိုင်းကျွန်တော်တို့တိုက်စစ်စင်ကစားတာကိုတွေ့ရတယ်။နောက်83မိနစ်ဒုတိယပိုင်း83မိနစ်ရောက်တဲ့အခါမှာဒီ Joelinton ပေါ့နော်။ဒီ Joelinton Newcastle ကွင်းလေလူ Joelinton ကဂိုးသွင်းပေမဲ့ဒါဟိုတိုက်စစ်စင်တဲ့အချိန်မှာလူကျွံနေတဲ့အတွက်ကြောင့်မလို့ဂိုးမရခဲ့ပါဘူးပေါ့နော်။ဒါပေမဲ့85မိနစ်ရောက်တဲ့အခါမှာတော့ကျွန်တော်တို့ဒီတောင်မန်ကစားသမား Harvey Barnes ကနေပြီးတော့Jacob Murphy ရဲ့ cross ကိုအနီးကပ်ပိတ်သွင်းပြီးတော့ဥဆောင်ကိုရရှိခဲ့တယ်ဆိုတော့ဒါ85မိနစ်86မိနစ်ကဒါ Newcastle ကအများနဲ့ကိုသွင်းနေကြအချိန်လို့ပြောလို့ရတယ်ဟိုပြီးခဲ့တဲ့ Manchester United နဲ့ပွဲမှာလည်းအဲ့ဒီချိန်လောက်မှာပဲကျွန်တော်တို့အနိုင်ကိုသွင်းသွားတော့ဒါဒီပွဲကလည်းဒါ Newcastle အနိုင်ကိုရပြီလို့ယူဆရပါတယ်ပေါ့နော်ဒါပေမဲ့90 minutes stoppage time ရောက်တဲ့အခါမှာ Dani Olmo ကို Barcelona ရဲ့ Dani Olmo ကိုဒီ Newcastle ကfoul မိတဲ့အတွက်ကြောင့်မလို့ Newcastle နောက်တိုင်းက foul မိတဲ့အတွက်ကြောင့်ရလာတဲ့ penalty ကိုတပွဲလုံးမှာတိတ်ပြီးတော့ကျွန်တော်တို့ဟိုခြေစွမ်းမပြနိုင်ဘူးနဲ့ပျောက်နေတဲ့ Lamine Yamal ကနေပြီးတော့ကျွန်တော်တို့ဟို penalty ကိုအမှားယွင်းမရှိကန်သွင်းပြီးတော့အဖို့တန်ခြေပါကိုရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့ Barcelona လည်းဒုတိယအကြော်မှာသူတို့ရဲ့ဟိုCamp Nou မှာကျွန်တော်တို့ပြန်ပြီးတော့1-1ဆိုရရလိုက်နဲ့ Newcastle ကိုပြန်လဲပြီးတော့အခမ်းအမှာဖြစ်ပါတယ်ဒါတော့Barcelona နဲ့ Arsenal နဲ့ကတော့ဒါဟိုအနေထားတွားတူတဲ့သဘောပေါ့နော်နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါဟိုမပြောမဖြစ်ဒီကျွန်တော်တို့ Tottenham Hotspur အသင်းရဲ့ပွဲပေါ့နော်ဒါကတော့တကယ်ကိုဟိုဘောလုံးလောကမှာမကြုံဘူးတဲ့အရာတွေလည်းကြုံခဲ့ရတဲ့ပွဲဖြစ်ပါတယ်Tottenham Hotspur က Premier League မှာလည်းကျွန်တော်တို့ဇက်တိုက်တွေရှုံးပွဲတွေကြုံတွေ့နေရပြီးတော့နိုင်ပွဲမရတာလည်းကျွန်တော်10ပွဲလောက်ရှိနေပြီအဲ့တော့အဲ့လိုအချိန်ဒီမှာထပ်ပြီးတော့လည်းဒီနီးပြတဲ့လက်ထက်မှာလည်းပွဲတိုင်းရှုံးထားတဲ့ record လည်းရနေတယ်အဲ့အချိန်မှာပဲကျွန်တော်တို့ဒီ Champions League ပွဲစဉ်မှာလည်းနီးပြကဘယ်လိုများဟိုစိတ်ကူးနေလဲမသိဘူးပေါ့နော်သူတို့ရဲ့ဒီပထမဂိုးသမား Vicario ကိုအောက်ထားပြီးတော့လူငယ်ဂိုးသမားလေး Kinski ကိုသူကပွဲထွက်လူစီရင်မှာအသုံးပြုလာတယ်ပေါ့ဒါပေမဲ့ဒီဂိုးသမားလေးအတွက်လည်း Kinski ပေါ့နော် check လူမျိုးဂိုးသမားလေး Kinski ရဲ့အမှားတွေကနေပဲကျွန်တော်တို့ဒါပထမပိုင်းဒီ15မိနစ်16မိနစ်အတွင်းမှာ3ဂိုးပေးလိုက်ရတယ်ပေးလိုက်ရပြီးတော့သူကိုယ်တိုင်လည်းပွဲချိန်15မိနစ်လောက်ပဲကစားပြီးတော့ချက်ချင်းလူစားလဲခံလိုက်ရတယ်ပေါ့နော်ပထမဦးဆုံး5မိနစ်ပဲရှိသေးတယ် Kinski ရဲ့အမှားနေပြီးတော့ကျွန်တော်တို့ဒါ Llorente ကAtletico Madrid ရဲ့နာမည်ကြီးကစားသမား Llorente ကပ
ထမအဖွင့်ကိုသွင်းယူသွားတယ်ဆက်လက်ပြီးတော့14မိနစ်မှာဒါတော့ဂိုးသမားအမှားမဟုတ်ပေမဲ့ဘယ်တော့မှမမှားတဲ့ Tottenham Hotspur ကိုအချိန်ကယ်တင်ခဲ့တဲ့ကျွန်တော်တို့ဒီ Van der Ven ကိုယ်တိုင်ကခြေချော်ပြီးမှားသွားတာကိုကျွန်တော်တို့ Griezmann လွတ်ကျွတ်နဲ့ဂိုးသမားနဲ့ 1-1 တွေ့ပြီးတော့ဒုတိယကိုသွင်းယူသွားပါတယ်။နောက်သွင်းပြီးတော့မှ10မိနစ်2မိနစ်ပဲရှိသေးတယ်။ဂိုးသမားဒုတိယအချိန်ဒါထပ်ပြီးတော့မှားတယ်ပေါ့နော်။မှားတဲ့အတွက်ကြောင့်လူပေးမှားတာဒါတော့လူပေးမှားပြီးတော့ဒီ Julian Alvarez ကြီးကိုဆက်မြဲဘောလုံးကရောက်သွားပြီးတော့ Alvarez ကလုံးဝဟိုမရှိတော့တဲ့ကိုဘယ်သူမှမရှိတော့တဲ့ကိုပေါက်ထဲကိုအသားရကန်သွင်းပြီးတော့တတိယကို16မိနစ်မှာနေရရှိသွားတာဖြစ်ပါတယ်ကျွန်တော်တို့အဲ့တော့16မိနစ်ပဲမှာ3ဂိုးသွင်းလိုက်ရတယ်2ဂိုးကလည်းဒါဂိုးသမားရဲ့အမှားဆိုတော့သူ့ကိုလည်းချက်ချင်းလူစားလဲလိုက်တယ်ပေါ့နော်အဲ့တော့ဒါမျိုးဟိုကိုတပွဲထဲမှာဒါအချိန်တိုအတွင်းမှာဒီလိုမျိုးကိုကြောင့်ဂိုးပေးရပြီးတော့ကိုအမှားနေဂိုးပေးရပြီးလူစားလဲခံရဆိုတာကျွန်တော်တို့ကြုံခဲ့ရတဲ့ဘောလုံးကြီးခဲ့တဲ့ဘောလုံးပွဲတွေမှာဒါမျိုးကမြင်ရခဲ့ပါတယ်။နောက်ဒီ Vicario ပထမဂိုးသမား Vicario ဝင်လာပြီးတော့မကြပါဘူး။မိနစ်ပိုင်း3-4-5မိနစ်ပဲရှိပါသေးတယ်ကျွန်တော်တို့ free kick ကိုကျွန်တော်တို့ဒီ Atletico နောက်ခံလူ normal ကနေပြီးတော့ counter တိုက်ပြီးတော့ stroke ထားကိုတွင်းသွားပါတယ်။ဒီဂိုးကတော့ကျွန်တော်တို့ဒါရှုပ်ရှက်ခတ်နေတဲ့ကြားတွေကနေပြီးတော့မှ goal line technology counter normal counter တာကို goal line technology ရဂိုးစီကိုကြော်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါဟိုဒိုင်လူကြီးကကိုဖြစ်သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။နောက်25မိနစ်မှာတော့ဒါ Richarlison ရဲ့တကူတော့အစွမ်းပြမှုကနေသူချပေးတာကိုကျွန်တော်တို့ဒီ Spa ညာလောက်ခံလူ Pedro Porro ကအနီးကအပြင်းခံသွင်းပြီးတော့ခြေပါကိုသွင်းယူခဲ့ပါတယ်။တော့25မိနစ်ပေါ့နော် less than 26မိနစ်အတွင်းမှာကိုပဲပြောရမယ်ဆိုရင်ဒီပွဲက9ဂိုးထိတွေ့မြင်ရတယ်။အဲ့တော့ဒီတစ်ပတ်ပွဲတွေမှာကျွန်တော်တို့ဂိုးတွေမြိုင်ဆိုင်နဲ့ကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။နောက်ပထမပိုင်းမှာလီဂိုကဆက်ပြီးတော့ဇက်တိုက်တွေတိုက်တယ်။နောက်ဒုတိယပိုင်းမှာအစမှာလည်းအဲ့လိုပဲစပါကတော့အခြေပါကိုရဖို့ကြိုးစားတဲ့အချိန်မှာကျွန်တော်တို့ဒီလီဂိုကိုသမား All Black ကအအားသင့်ပွဲကျွန်တော်တို့ save လုပ်တဲ့အလုံးကနေပြီးတော့ counter ပြန်ပေါက်ပြီးတော့ဒါကတော့ Griezmann ရဲ့ဒါဝါရင်ဟို player ပြီးသူချပေးလိုက်တဲ့အလုံးကိုJulian Alvarez ကထပ်သွင်းပြီးတော့9ဂိုးမြောက်ပေါ့နော် 5-1 အဖြစ်Atletico ကဥဆောင်သွားပါတယ်။နောက်85မိနစ်မှာတော့ဒီ All Black ကခုန save ထားတဲ့ဟာကိုသူပြန်ပြီးတော့သူဆုံးရှုံးသွားတဲ့သဘောပေါ့နော်။လူပေးမှားတဲ့အလုံးကိုကျွန်တော်တို့ဒီ Spa လူစားဝင်လာတဲ့ Solanke ကနေပြီးတော့အပြင်းခံသွင်းပြီးတော့ဒုတိယမြောက်2သိန်းကိုသွင်းယူသွားပါတယ်။အဲ့တော့ Spa လည်းဒါပြောရမယ်ဆိုရင်ပထမနေ့မှာ-3ပေါ့နော်ဒုတိယနေ့မှာကျွန်တော်တို့ Man City ရောဒီ Chelsea ရောလည်း-3အခု Spa ကလည်း5-2ဆိုတော့-3နဲ့ကျွန်တော်တို့ဒါရှုံးနေရတာဖြစ်ပါတယ်အဲ့တော့ဒုတိယအကြော့ဒီအိမ်ကွင်းပွဲစဉ်တွေပေါ့နော်ကျွန်တော်တို့ဒီ Etihad မှာကမ်းမဲ့ Man City ရဲ့ Stamford Bridge မှာကမ်းမဲ့ Chelsea ရဲ့ကျွန်တော်တို့ဒီ Tottenham Hotspur Stadium မှာကမ်းမဲ့ Spa အသင်းက-3ဆိုတဲ့ဥဆောင်ခံထားမှုတွေကိုဘလို့အားတင်ပွဲ comeback နဲ့ပဲအသင်းတွေကပြန်လဲပြီးတော့comeback ပြန်လာနိုင်မလဲဆိုတော့ကျွန်တော် Premier League ပြည်သက်တွေစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးပွဲ Premier League နောက်ဆုံး6သင်းထဲမှာနောက်ဆုံးပွဲရတော့ဒါမနေ့ကအစောဆုံးကန်သွားတဲ့ Galatasaray နဲ့ Liverpool ပွဲဖြစ်ပါတယ်ကျွန်တော် Galatasaray ရဲ့တူရကီမြေမှာဒါ Liverpool က2005ခုနှစ်မှာဟိုပါပေါ့နော် Istanbul မှာဒါအားတင်ပွဲ comeback နဲ့ AC Milan ကိုအနိုင်ရပြီးတော့Champion League 6ချိန်မြောက်Champion League 5ချိန်မြောက်ပို့ဆွဲခဲ့တယ်ပေါ့နော်စုစုပေါင်းတော့သူက6ချိန်ပို့ဆွဲခဲ့တာဆိုတော့အဲ့တော့ Champion League ပို့ဆွဲခဲ့တဲ့အောင်မြေမှာဒီနှစ်တော့ဒီ Galatasaray ကို2ချိန်မြောက်ရှုံးနေခဲ့တာဖြစ်ပါတယ်2ချိန်လုံးကလည်း1-0ဆိုတဲ့ရလက်တူရှုံးနေခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ League Phase မှာကျွန်တော်တို့ League Stage မှာ1-0နဲ့ရှုံးနေခဲ့ပြီးခုရှုံးထွက်ပွဲစဉ်မှာလည်းဒီနှစ်သင်းပြန်တွေ့တဲ့အခါမှာလည်း Galatasaray ရဲ့တူရကီမြေမှာLiverpool ကဘောနော်Galatasaray က Liverpool ကို1-0နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့နိုင်ရရှိတာလဲကျွန်တော်6မိနစ်မှာကလေးကဒီ Osimhen corner ကို Victor Osimhen ခေါင်းတိုက်တာကိုဟို Lamina နေပြီးတော့အနီးကခေါင်းတိုက်ပြီးတော့တွင်းယူခဲ့တာဖြစ်တဲ့အတွက်တွင်းယူခဲ့တာဖြစ်ပါတယ်နောက်အပြန်လန်ပထမပိုင်းမှာတော့သူတိုက်ကိုတိုက်နေသူတို့အပြန်လန်တိုက်ကြတဲ့အချိန်မှာ
ဒီကိုဖြစ်တော့ပြောင်းလဲနိုင်ခြင်းမရှိဘူးဒါပေမဲ့61မိနစ်ရောက်တဲ့အခါမှာတော့အော်စီမန်ကော်နာကနေပဲခေါင်းတိုက်ပြီးရှုပ်ရှက်ခတ်နေကြတဲ့ကနေပြီးတော့ခေါင်းတိုက်ကိုသွင်းတဲ့အခါမှာတော့ဒိုင်လူကြီးကဒီလက်ထီဘောလို့ဟိုတတ်မှတ်တယ်ပေါ့နော်ဒါဟိုကနက်တေးရဲ့လက်နဲ့ထိပြီးတော့ဝင်သွားတယ်လို့ဒါ VAR မှာလည်းပြန်ပေါ်တဲ့အတွက်ကြောင့်မလို့ကိုဖြစ်တတ်မှတ်ခဲ့ခြင်းမရှိဘူးเนาะ sorry အဲ့ဒါ69မိနစ်မှာပါเนาะအဲ့မတိုင်ခင်မှာလဲ61မိနစ်မှာအော်စီမန်ကဂါလာတာဆာရီအတွက်ဒုတိယဦးဆောင်ကိုသွင်းယူပေမဲ့ဒီတိုက်စစ်စင်နေတဲ့အချိန်မှာလူဂျွန်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါဂါလာတာဆာရီရဲ့ဒုတိယကိုလည်းမရရှိခဲ့ပါဘူးเนาะ66မိနစ်မှာလဲအီကီတီကေကအန်အားတင်ပွဲလွဲချော်ခဲ့တာရဲ့ chance ကိုလွဲချော်ခဲ့တာလဲကျွန်တော်တွေ့ခဲ့ရပါတယ်နောက်ပိုင်းပွဲချိန်ဒီမှာတော့လီဗာပူးကဒီကွန်နာတေးရဲ့ကိုကျွန်တော်တို့ဒါလက်ထိတယ်ဆိုပြီးတော့ VAR ကပယ်ဖြတ်ပြီးတဲ့နောက်ပိုင်းမှာချီပါကိုရရှိဖို့အစွမ်းကုန်ကြိုးစားပေမဲ့ဒီဂါလာတာဆာရီရဲ့ဒီနောက်တန်းနဲ့ဒီကိုသမားကိုကြော်လွှမ်းနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မလို့ဒီတူရကီမြေမှာကျွန်တော်တို့တကူကိုမရှိဆိုတဲ့ရလက်နဲ့ရှုံးနေပြီးတော့ဒုတိယအကျော် Anfield မှာတော့ဘယ်လိုများ comeback နဲ့ပြန်လာနိုင်မလဲဆိုတာတော့အားလုံးကျွန်တော်တို့ရှင်ခုံစွာစောင့်မျှော်မှာဖြစ်ပါတယ်အဲ့တော့အင်္ဂလန်အသင်းအနေနဲ့ဒီ Champions League ဟိုပေါ့နော်16သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာကျွန်တော်တို့10ပွဲမှာအင်္ဂလန်အသင်းက6အင်္ဂလန်အသင်းအနေနဲ့ကန်တာ6ပွဲရှိပါတယ်6ပွဲမှာ2ပွဲပဲတည်ကြပြီးပထမကြော်မှာ2ပွဲပဲတည်ကြပြီးတော့4ပွဲတောင်ရှုံးနေထားတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ Spa ရဲ့ Man City ရဲ့ Chelsea ရဲ့က3ဂိုးပြတ်ရှုံးနေအဝေးကွင်းတွေမှာ3ဂိုးပြတ်ရှုံးနေထားတဲ့အတွက်ကြောင့်မလို့ဒုတိယကြော်အိမ်ကွင်းတွေမှာတော့ဘယ်လိုများပြန်လဲပြီးတော့ဟို comeback လုပ်နိုင်မလဲဆိုတော့အားလုံးစိတ်ဝင်စားစရာစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ6သင်းကလည်းနောက်ဒုတိယအကြော်မှာနျူကာဆယ်ကလွယ်လို့ကျန်တဲ့အသင်းတွေအကုန်လုံးကလည်းကျွန်တော်တို့အိမ်ကွင်းမှာကန်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂလန်ပြည်သက်တွေအနေနဲ့နောက်ဒုတိယအကြော်ပွဲစဉ်မှာတော့အိမ်ကွင်းတွေမှာအင်္ဂလန်မြေမှာချန်ပီယံလိပွဲစဉ်တွေမြန်မြန်ဆန်ဆန်ကြီးစုရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အားပေးတဲ့ပရီးမီးယားလိအသင်းတွေအနေနဲ့ဒုတိယအကြော်မှာပထမအကြော်ကမကောင်းမွန်ခဲ့တဲ့ရလဒ်တွေကိုခြေဖြတ်နိုင်ပြီးတော့ဒုတိယအကြော်မှာဘယ်လိုများ comeback ပြန်လုပ်နိုင်မလဲအားအသင်းပွဲ comeback ပြန်လုပ်နိုင်မလဲဆိုတာကျွန်တော်တို့သဘောတော့ပြည်သက်တွေလည်းရင်ခုန်စိတ်လှုပ်ရှားစွာကြီးစုပြီးတော့ဘယ်ပွဲရတော့ဘယ်လိုမျိုးပြန်လာနိုင်မလဲဆိုတာကို comment မှာရေးပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်